ဒီခံကျိုးပါတီထူထောင်တော့လဲတိုင်းပြည်မှာမင်းကဘယ်နာထိုင်မင်းကဘာလို့မင်းကဘယ်နာမှာနေလို့ပြောတဲ့အတွက်ဒီခံကျိုးပါတီထူထောင်တယ်အလွန်လွယ်ကူပါတယ်NLD ပါတီထူထောင်တော့လဲကျွန်တော်တို့ကိုယ်တိုင်ရွရွချုံချုံနဲ့အားကျုံမှန်တဲ့ကျောင်းသားဘဝတည်းလှုပ်လာပြီးတော့မှအားပေးပြီးတိုင်းပြည်လုံးကအားပေးတဲ့အတွက်အလွန်တရာမှဟုတ်လားလွယ်ကူပါတယ်ဒီပါတီထပ်တန်းရတာမှာဒါပေမဲ့တောင်သူလယ်သမားပါတီထူထောင်တဲ့အချိန်မှာတော့ကျွန်တော်ဟာတရားဝင်တရားထွက်နဲ့လယ်ပြီးကမှဟောပါတယောက်တည်းလယ်သမားတွေသိအောင်လယ်သမားတွေနားလည်လာအောင်လယ်သမားတွေအတွက်ကိုဟောပေမဲ့တချို့ရွာတွေကလက်မခံပါဘူးတချို့ရွာတွေကမောင်းထုတ်ပါတယ်တချို့မြို့နယ်တွေကကျွန်တော်ဟုတ်လားမြို့နယ်တော့မှအဝယ်မခံပါဘူးဒါကြောင့်ဟုတ်လားချိန်လိုက်ပြီးတော့ငါတို့တောင်သူလယ်သမားစင်ရသားတွေအတွက်ဘယ်လိုပဲဖြစ်နေငါတနေ့ကျရင်တို့သဘောပေါက်ပါလားပေါက်လာမှာပါလို့တွေးပြီးကမှမစုံမယုံတော့ဇွဲလုံးလားနဲ့လောက်လာတာဒီနေ့စိတ်တူသဘောတူဟုတ်လားအားလုံးစုစည်းလိုက်တဲ့အတွက်တောင်သူလယ်သမားပါတီရဲ့အင်အားတိုင်းပြည်မှာကြောက်စရာကောင်းတော့အောင်ကြီးမားလာပြီဆိုတာလယ်သမားသူကြီးသိစိတ်ချင်ပါတယ်အခုဆိုရတဲ့လက်ထက်မှာတော့ရှင်းကမှားခဲ့တဲ့အမားတွေကိုပြင်နိုင်ဖို့တဲ့စ조사ပြီးပြင်နေပါပြီပြင်တာတွေကအလေးချင်းမရှိသေးတော့နှေးကွင်းနေပါသေးတယ်အခု2012လေယာဉ်မြေဥပဒေပေါ်လာပြီးအခုလအနေငယ်တွင်မှလေသမားအခွင့်ကာကွယ်ရေးဥပဒေလည်းပေါ်ထွက်လာတော့မယ်ဒါတွေကိုကျွန်တော်တို့ကလက်စုပ်လက်ကင်ပြုပြီးတော့ဥပဒေနဲ့ကြီးလေသမားတွေတဲ့တိုက်သွားရမှာဖြစ်ပါတယ်နောက်ပြီးနိုင်ငံရေးသမားဆိုတဲ့အကြောင်းကိုကျွန်တော်ရှင်းပြချင်ပါတယ်နိုင်ငံရေးသမားစစ်ဆိုတာအလွန်တရာမှလေးစားဖို့ကောင်းတဲ့လူတန်းစားပြက်ပါကိုတပင်းကိုစားပြီးကိုအလုပ်ကိုမလုပ်ဘဲနဲ့သူများအလုပ်ကိုစွမ်းတမန်နဲ့လုပ်ရဲပါဟုတ်လားလယ်သမားဖြစ်ရင်တော့မှကိုလယ်ကိုမထွန်မဲနဲ့သူများလယ်ကိုထွန်ပေးဖို့ဆိုတာမလွယ်ကူပါဘူးဟုတ်လားနိုင်ငံရေးသမားဆိုတာကျွန်တော်မှလည်းအပူတွေရှိကျွန်တော်ရဲ့ရဲဘော်တွေမှလည်းအပူတွေရှိအကုန်လုံးအပူတွေရှိရတဲ့နဲ့မိမိအပူကိုမိမိဘဲရပြီးတော့မှဟုတ်လားစင်းရဲနေတဲ့ဒုက္ခရောက်နေတဲ့လယ်သမားတူတက်ကိုထမင်းမစားဟင်းမစားပဲနဲ့အာသွန်ခွန်ဆိုင်မနာမနေလှုပ်လာတာဟာနိုင်ငံရေးသမားဆိုတာမိမိအပူကိုဘဲနဲ့သူများရဲ့အပူကိုကိုယ့်အပူတိုင်းလှုပ်ပြီးကမှတေးသေးချာချာဟုတ်လားလောက်ကင်ဆောင်ရွက်ပေးတဲ့တတ်တိရှိတဲ့လူမျိုးဟာအလွန်တရာမှရှားပါတယ်အဲ့ဒီလူတွေထောင်ထဲကိုရောက်သွားရင်လည်းရင်ကော့ပြီးတော့ဝင်သွားပါတယ်မင်းတို့ကြောင့်ရောက်သွားတာမင်းတို့အတွက်လုပ်ပေးရင်းနဲ့ရောက်သွားတာလို့တခွန်းတစ်ခါမှမပြောပါဘူးဒါကြောင့်နိုင်ငံရေးသမားစစ်ဆိုရင်ဘုရားရှိခိုးဖို့တောင်းမလို့ပဲနဲ့ကုဆိုတဲ့အများကြီးရပါတယ်လို့ပြောကြလိုပါတယ်နောက်ပြီးကျွန်တော်လိုချင်နေတာကအခုကျွန်တော်လယ်သမားပြုထဲမှာဟုတ်လားလယ်သမားကိုယ်စားလှယ်တော်ကြီးတွေကျွန်တော်တအားလိုချင်ပါတယ်ဘာဖြစ်လို့လဲလို့ပြောရင်အခုလာမယ့်2015မှာကျွန်တော်တို့လယ်သမားကိုယ်စားလှယ်တော်ကြီးတွေလွတ်တော်တဲ့ကိုရောက်ဖို့အရေးကြီးနေပါတယ်လွတ်တော်တဲ့ကိုရောက်ဖို့အတွက်ဘာလို့ဘယ်လိုမျိုးတွေလိုချင်လဲလို့ပြောရင်လယ်သမားပါတီကလူမိုက်တယ်လို့ရှိတယ်လို့ကျွန်တော်ကြေညာချင်ပါတယ်လူမိုက်တယ်လို့ရှိတယ်ဆိုပြီးတော့ဒုတ်တွေဓာတ်တွေဆွဲလာစရာမဟုတ်ဘူးအဲ့ဒီဥစ္စာဘာလာနန်တွေငတုံးတွေကိုပြောတာဟုတ်လားလူမိုက်ဆိုတာကဘယ်လိုလူမျိုးကိုလိုချင်တာလဲလို့ပြောရင်တိုင်းသူပြည်သားစင်ရသားလယ်သမားတွေအတွက်မိုက်ကန်းနဲ့ရွချုံနဲ့တေးသေးချာချာပယ်ဖို့မဲ့လူမိုက်မျိုးကိုပဲလိုချင်တာမှားရင်မှားတယ်လို့ပြောရရမှန်ရင်မှန်တယ်လို့ပြောရရဟုတ်လားကိုညာနေတဲ့လူမျိုးကိုမလိုချင်ဘူးမိုက်ကန်းနဲ့တိုင်းပြည်အတွက်လုံးမဲ့လူတွေပဲလိုချင်တဲ့အကြောင်းပြောတာပါဒါကြောင့်တာယာဝတီခေရတဲ့စပြီးတော့ဗမာပြည်တနန်တင်လဲအားမှာရှိတဲ့လယ်သမားတွေကနေပြီးတော့လူမိုက်တယ်လို့ရှိနေပါပြီကျွန်တော်တို့ပါတီဟာစင်းရဲပါတီပါလူများစုကစင်းရဲကြပါတယ်စင်းရဲကျလို့စင်းရဲတာမဟုတ်ပါဘူးကျွန်တော်တို့အလုပ်လုပ်ရင်းနဲ့စင်းရဲသွားတာပါအဲ့ဒီဥစ္စာကဘာဖြစ်လို့လဲလို့ပြောရင်တိုင်းပြည်ရဲ့ policy တွေမူဝါဒတွေအုပ်ချုပ်ပုံအုပ်ချုပ်နည်းတွေမှားနေလို့ပဲလယ်သမားကလယ်ဆိုင်ရင်မွဲတယ်အလုပ်သမားကအလုပ်လုပ်ရင်းနဲ့ကျွဲပြီးမွဲတယ်ကျွန်တော်တို့လူမျိုးတွေအလုပ်မလုပ်ပဲအိတ်နေတဲ့သူတွေမဟုတ်ပါဘူးအလုပ်လုပ်ရင်းနဲ့မွဲကုန်တာပါမြန်မာတွေပြင်းလို့မဟုတ်ပါဘူး
ဒါကြောင့်ဘယ်လိုပဲဖြစ်နေစင်းရဲသားလေတော်ပါတီကြီးဟာတိုင်းပြည်မှာအနိုင်ရပါတီကြီးဖြစ်လာမယ်ဆိုရင်တော့ဒီစနစ်ဆိုးတွေကိုအကျင့်ဆိုးတွေကိုပြောင်းပြန်လန်ပြစ်လိုက်ရဲလို့ပြောကြလိုပါတယ်ကျွန်တော်တို့စင်းရဲသားလေသမားတူကြီးကိုစင်းရဲတော့ဘယ်သူကမှမလေးစားချင်ဘူးဒါကြောင့်ပထမဦးဆုံးကျွန်တော်တို့လုပ်ရမှာကစင်းရဲသားချင်းညီညွတ်ပြီးတော့မှအပြန်အလှန်လေးစားဖို့လိုတယ်လို့လေသမားတူကြီးကိုပြောကြလိုပါတယ်ဟိုရင်တော့ဆိုရင်ကျွန်တော်တို့လေသမားတွေဟာဘယ်အကြောင်းမှကတ်နေရမှတော့မသိပါဘူးအရင်တော့ဆိုရင်ကျွန်တော်ဦးလေးကဘယ်အပတ်ဆင်ရပါကျွန်တော်ညီကဘယ်အပတ်ဆင်ရပါကျွန်တော်ရဲ့ညီဝင်းဘက်ဘယ်အပတ်ဆင်ရပါလို့ပြောခဲ့ပါတယ်ကျွန်တော်တို့လေသမားတွေဟာအပတ်ဆင်ပြောစရာတစ်ခုမှမရှိပါဘူးအပတ်ဆင်ဘာမှပြောစရာမရှိတဲ့အတွက်ဟုတ်လားကျွန်တော်တို့ကမျက်နှာငယ်ခဲ့ရဒါကြောင့်အခုတော့စေရလာတောင်သူလေသမားတွေအလက်ရောက်လာပြီဖြစ်တဲ့အတွက်အာရပါရကျွန်တော်တို့ပြောရမှာကျွန်တော်ဘာကြီးကဘယ်နှခုနှစ်ကလေးကလေဆိုင်လာတယ်ကျွန်တော်ကြီးတော်ကြီးနဲ့ကျွန်တော်အမေကဘယ်နှခုနှစ်ကလေးကကောက်ဆိုင်လာတယ်လို့တိုင်းပြည်ကိုလေသမားဟာရင်ကော့ပြီးခေါင်းကော့ပြီးဝင်းကြွားဖြစ်အောင်ကျွန်တော်တို့လှုပ်သွားရမှာဖြစ်တယ်ကျွန်တော်တို့အားလုံးဟာဘုရားဘာသာကြီးပါပဲငါးပါးသီလဆိုတာငယ်ငယ်လေးကသိပါတယ်ဘုရားမှန်တရားမှန်လည်းသိပါတယ်အခုတော့ကျွန်တော်တို့ပြည်သူတွေဟာဘာဖြစ်နေလဲလို့ပြောရင်လူလောကကြီးလေးကိုလာပြီးတော့အမှန်ကိုအမှန်တိုင်းမပြောရဘူးအမှားကိုလည်းအမှားလို့မပြောရဘူးကိုဒုက္ခရောက်မှာဆိုလို့ဂိယူနာတွေတက်နေရင်းနဲ့တည်သွားလိုက်မယ်ဒါကြောင့်တည်သွားရင်လည်းခုဘဝအတွက်လည်းမကောင်းဘူးနောက်ဘဝအတွက်လည်းမကောင်းဘူးဟုတ်လားကြံနေကြတဲ့ကိုသားသမီးတွေကိုလည်းမကောင်းတဲ့အတွက်ကျွန်တော်တို့ဟာရှေ့လျှောက်ကြိုးစရာမရှိတော့ပါဘူးအိုးစရာပဲရှိပါတော့တယ်ဒါကြောင့်ကိုဂိယူနာတက်မနေတော့ပဲနဲ့နောင်လာနောင်သားတွေအတွက်ကျွန်တော်တို့ဟုတ်လားရိုးချွန်နဲ့မာတော့ကိုမာတယ်လို့ပြောရရမယ်မှန်တာကိုမှန်တယ်လို့ပြောရပြီးတတိရှိနဲ့ဝါကိုဆက်လန်းပြီးတော့စောက်သွားရအောင်မလို့လေသွားသူကြီးကိုပြောကြလိုပါတယ်အခုကတိုင်းပြည်ထဲမှာအဓိကပြဿနာဘာတွေတက်နေလဲလို့ပြောရရင်ဝန်ထမ်းနဲ့ပြည်သူဟာသဟဇာတမဖြစ်ဘူးဖြစ်နေတယ်ဝန်ထမ်းတွေကလည်းပြည်သူဘောမလေးစားဘူးပြည်သူတွေကလည်းဝန်ထမ်းကိုတွေ့ရင်သခိုးလို့ထင်နေတယ်အဲ့ဒါပြဿနာပဲဝန်ထမ်းဆိုတာတိုင်းပြည်အတွက်တာဝန်ကိုထမ်းဖို့တိုင်းပြည်ကလာစားပေးပြီးခံထားတာဒါကြောင့်ပြည်သူဟာအိမ်ရှင်ဖြစ်ပြီးတော့ဝန်ထမ်းကဒလုံဝံပဲဒါကြောင့်ဒလုံဝံကိုအိမ်ရှင်ကကြောက်နေရတဲ့ခေတ်ကနေပြောင်းပြန်လည်ဖို့လိုနေပြီလို့လူကြီးကိုပြောကြလိုပါတယ်ဒါကြောင့်တိုင်းပြည်ကိုအုပ်ချုပ်တဲ့အစိုးရကိုနာမည်တက်အောင်လုပ်တာလဲဝန်ထမ်းနဲ့တိုင်းပြည်ရဲ့အစိုးရကိုနာမည်တက်အောင်လုပ်တဲ့ဒီဝန်ထမ်းနဲ့ဒါကြောင့်အစိုးရပြည်သူကိုဆုံးမစရာမလိုဘူးမိမိဝန်ထမ်းတွေကိုပြည်သူတွေကိုချစ်တတ်လာအောင်ပြည်သူတွေကိုလေးစားတတ်လာအောင်ပြည်သူတွေရဲ့အခက်အခဲကိုကိုယ့်အခက်အခဲလို့သဘောထားပြီးဖြေရှင်းတတ်လာအောင်သင်ကြားပေးရမယ်အခုလက်ရှိဝန်ထမ်းတွေလည်းတွားမယ်ဆိုရင်ဘယ်အစိုးရတက်လာကျွမ်းပြန်ကြသွားမယ်လို့ပြောကြလိုပါတယ်အခုတိုင်းပြည်မှာကျွန်တော်တို့စင်းရကလက်သမားတွေကကျွန်တော်တို့တစ်ပင်လေးကျွန်တော်တို့စိုက်ခွင့်ပေးပါစပားလေးစိုက်ခွင့်ပေးပါဒါလေးစိုက်မှထမင်းစားရမှာပါမီးမရှိရင်လည်းကျွန်တော်တို့မပြောပါဘူးလမ်းမရှိရင်လည်းကျွန်တော်တို့မပြောပါဘူးရေမလာလို့လည်းကျွန်တော်တို့ဘာမှမပြောပါဘူးအဝိစားစုပ်ပြတ်နေလည်းကျွန်တော်တို့မပြောပါဘူးငပိရင်နဲ့ထမင်းစားရင်လည်းဘာမှမပြောပါဘူးဒီလောက်လိုက်ရောပြီးချွတ်ကြံနေတဲ့ပြည်သူတွေကိုစိတ်ဆင်းရဲမှုမပေးသင့်ဘူးလို့ထင်ပါတယ်ဟုတ်လားမဟုတ်ဘူးလားကျွန်တော်တို့လူမျိုးဟာကိုယ်ဆင်းရဲတာတော့ခံနိုင်တယ်စိတ်ဆင်းရဲတာမခံနိုင်ပါဘူးနော်ဟုတ်တယ်မလားနောက်ပြီးတိုင်းပြည်မှာနိုင်ငံတော်လူကြီးတွေအလွန်အလောက်ရှုပ်ပါတယ်ပြည်သူတွေနဲ့ထိဖို့တွဲဖို့အလွန်တရာမှခက်ခဲပါတယ်အမြဲတမ်းအစည်းအဝေးလုပ်နေအမြဲတမ်းအစည်းအဝေးလုပ်ရင်အလောက်ရှုပ်နေ
အလုံးရှုံနေတာဂုံယူစရာမဟုတ်ဘူးလောက်တင်လောက်တိုက်တာကိုလောက်မှဂုံယူစရာဖြစ်တယ်အဲ့ဒါကြောင့်ဒီလူကြီးတွေပြင်ဆင်ယူသွားလိုက်ရင်စကားပြောပေါ်နဲ့လေးစားမဲ့လူတော်မရှိဘူးဘာဖြစ်လို့လဲလို့ပြောရင်လောက်တင်လောက်တိုက်တာတွေမလောက်တဲ့နဲ့အလုံးရှုံချင်အောင်ဆောင်နေတော့ပဲအစိုးရကိုထောက်ပြနေတာထောက်ပြတယ်ရှိလို့ထောက်ပြနေတာအစိုးရကိုဒုက္ခလှရောက်စေခြင်းသူ့အမားတွေကိုအမှန်တွေပါလို့လှိုင်းလှိုင်းထောက်ခံပြီးတော့ယုံပါတယ်လို့ဟန်ဆောင်ပြနေရင်အစိုးရဂျုံမြန်သွားပါလိမ့်မယ်ဒါတွေကလုံးဝမလုပ်သင့်ဘူးမာရင်မာတယ်လို့ပြောနိုင်ငံရေးသမားဆိုတာပြောစရာရှိတာကိုပြောမှာပဲဟုတ်လားပြုတ်စရာယာတူးလည်းမရှိဘူးလာစားလည်းမရှိဘူးအာမမျောလင်းချက်လည်းမရှိဘူးမျောမှန်းချက်လည်းမရှိဘူးလိုချင်တာလည်းမရှိဘူးခဲစကားနဲ့ပြောရမယ်ဆိုရင်တော့အောက်ပြုတ်ရှိုးရိုက်တဲ့သဘောပါပဲဟုတ်လားမဟုတ်ဘူးလားဒါကြောင့်တောင်သူလယ်သမားတွေကိုပြောချင်တာကတော့ငါတို့အခက်အခဲတွေတွေ့နေပြီဆိုရင်ငါတို့ဘဝကန်စိုးလေခြင်းဆိုပြီးတော့မောက်အိတ်မနေပါနဲ့ဒါတွေကိုသင်္ကန်းစီလာယူပြီးတော့ပြန်ပြီးစူးစမ်းပြီးထားတို့ဗမာတွေဟုတ်လားကျွန်တော်တို့ဗမာတွေဟာဘယ်လိုလဲလို့ပြောရင်တခါမောက်ရတော့လဲပြီးသွားပြီဆိုရင်ပထတော့ပဲနဲ့ရှေးတော့ကရှေးအောင်နောက်ဖြစ်တယ်ရွှေထီးဆောင်ခဲ့တာတွေပြောပြီးတော့စက်ပြီးမောက်တယ်ဒီနာမှာကိုလိုမောက်တဲ့လူလာရှိရင်လဲတယောက်နဲ့တယောက်ပြန်မဘာမှမပြောဘဲနဲ့ရှေးအောင်နောက်ဖြစ်တယ်ငါသားကြီးလက်ထက်တုန်းကလေဗနေကပိုင်တာငါကြီးတော်ကြီးကဘလို့ချမ်းသာတာပဲပြောပြီးတော့မင်းကဘာလုပ်နေလဲလို့ပြောရင်ကျွန်တော်စိုက်ကားနေနေတယ်ဆိုတော့ဗမာတွေရဲ့ကြောက်ညံ့တဲ့စိတ်တွေကိုဒီနေ့ကစပြီးအကုန်လုံးပြုပြင်ရမယ်လို့ပြောကြလို့ပါတယ်ကျွန်တော်တို့လယ်သမားတွေဘာကြောင့်ဆန္ဒပြလဲဆိုတာကျွန်တော်ပြောပြပါမယ်အစိုးရမှာတာဝန်ရှိတဲ့သူတွေကိုပြည်သူတွေကလိုအပ်ချက်တွေလိုလားချက်တွေလက်ခံစဉ်းစားရတဲ့ပုံကိုယ်တွေနဲလို့ပါပဲပြည်သူတွေကမိမိဖြစ်ချင်တဲ့မိမိဆန္ဒတွေကိုတင်ပြတဲ့အခါမှာတာဝန်ရှိပါတဲ့ဆိုတဲ့အစိုးရဝန်ထမ်းတွေကလစ်လူရှိထားပါတယ်အချိန်တွေကြာလာတော့အများပြည်သူနဲ့တိုင်းပြည်ခေါင်းဆောင်ကြီးတွေသိအောင်ဆိုပြီးတော့ဆန္ဒပြမှုတွေလုပ်လာပါတယ်ဒါတွေဟာအောက်ခြေမှာရှိတဲ့တာဝန်ရှိပါတယ်ဆိုတဲ့အစိုးရဝန်ထမ်းတွေဟာမိမိလောက်ပြောက်မှာဆိုတာရဲ့ကြီးကိုက်မှာကိုကြောက်တာရဲ့ပြဿနာကိုကိုင်တွယ်ဖြေရှင်းရတဲ့တတိမရှိရတဲ့ကြောင့်ဟုတ်လားနောက်ပိတ်ဆုံးတော့မထူးတော့ပါဘူးဒေသမားတွေကတိုင်းပြည်ကခေါင်းဆောင်တွေနဲ့တိုင်းသူပြည်သားတည်အောင်ဆန္ဒပြပြီးပေါ်ထုတ်ပါလေဆိုတဲ့စိတ်တွေဝင်လာပြီးတော့ဆန္ဒပြမှုတွေဖြစ်လာတာပါအောက်ခြေမှာတီလီရောက်တော့နဲ့တေချာချာရှင်းပြမယ်ဆိုရင်ဆန္ဒပြမှုတွေဖြစ်လာမှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့နိုင်ငံတော်မှာလုပ်နေတဲ့ဝန်ထမ်းတွေတာဝန်ရှိပါတယ်ဆိုတဲ့ဝန်ထမ်းတွေဟာတာဝန်ရှိရင်တာဝန်ယူရမယ်ပိုက်ဆံကြတော့ယူရတယ်တာဝန်ကြတော့မယူရဘူးဒါကြောင့်ဘယ်လိုပဲဖြစ်နေပိုက်ဆံယူရင်ယူရတဲ့တတိရှိရင်တာဝန်ရှိတဲ့တာဝန်ယူရတဲ့တတိရှိကြပါလို့ဒီစင်မြင့်ပေါ်နေပြီးတော့တိုင်းပြည်အတွက်ပြောလိုက်ပါတယ်နောက်ပြီးဥပဒေကိစ္စဆိုတာကျွန်တော်တိုင်းသူပြည်သားတွေကိုရှင်းပြချင်ပါတယ်ဥပဒေဆိုတာဟာဘာလဲလို့ပြောရင်ကျွန်တော်တို့ဗမာလူမျိုးတွေကိုဥပဒေလုံးဝနားမလည်ပါဘူးဘာဖြစ်လို့နားမလည်ရလဲလို့ပြောရင်ကျွန်တော်တို့အားလုံးကိုမူလတန်းတော့လည်းဥပဒေပညာမသင်ပေးလိုက်ဘူးအလယ်တန်းမှလည်းမသင်ပေးလိုက်ဘူးအထက်တန်းမှလည်းမသင်ပေးလိုက်ဘူးတက်ကူတော်မှလည်းမသင်ပေးလိုက်ဘူးဟုတ်လားပြီးတော့ရတဲ့ရွာထဲမှာလည်းဥပဒေပညာမသင်ပေးလိုက်ဘူးနော်အေလည်းမသင်ပေးဘူးဘီလည်းမသင်လည်းပေးဘူးစီလည်းမသင်ပေးပဲနဲ့ရောက်အင်္ဂလိပ်သတင်းစာဖတ်ပြပါဆိုရင်တရားမလားဗျနော်ဒါကြောင့်ကျွန်တော်တို့အစိုးရကအသက်16နှစ်ပြည့်ပြီးရင်ဥပဒေနားလည်းပြီးသားလို့မှတ်ယူမယ်ဆိုတဲ့စကားလုံးဟာအတိတ်တည်းမရှိတဲ့စကားလုံးဖြစ်နေနော်ဒါကြောင့်ဟုတ်လားဥပဒေဆိုတာကျွန်တော်တို့ပြည်သူတွေအားလုံးဟာအဖမ်းခံရမယ့်ဟာလို့ပဲထင်တော့တယ်ဘာဖြစ်လို့လဲလို့ပြောရင်တိုင်းပြည်မှာဥပဒေနဲ့အရေးယူခံရမယ်ဥပဒေနဲ့တားမြစ်ခံရမယ်ဥပဒေနဲ့လောက်ခံရမယ်လို့ပဲကြားဘူးတယ်ဥပဒေနဲ့ကာကွယ်ပေးမယ်ဆိုတာတခါမှမကြားဘူးတဲ့အတွက်ဥပဒေဆိုတဲ့စကားလုံးကိုတိုင်းသူပြည်သားတွေကြောက်နေကြပြီဆိုတာဟုတ်လားမဟုတ်ဘူးလားအခုကတိုင်းပြည်ရဲ့အခြေအနေမှန်တွေ
အမားတွေအမှန်တွေကိုပြောနေတာအစိုးရမကောင်းကြောင်းကိုပြောနေတာမဟုတ်ဘူး